မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် blog တွေရိုက်တဲ့အခါကျွန်တော်အတွက်မရှိမဖြစ်လိုအပ်တဲ့ဒီ tripod လေးကျွန်တော်ရဲ့ tripod လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆက်လိုက်အောင်ပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီကောက်ကိုဈေးနှုန်းကနေစပြီးတော့ပြောပြပါမယ်ကျွန်တော်ဝယ်တော့ကတော့ဒီကောက်ကိုဈေးနှုန်းရင်းကငွေ40ဝန်းကျင်လောက်ပဲရှိမယ်မြန်မာကျပ်ငွေနဲ့ဆို4000ဝန်းကျင်ပေါ့ကျွန်တော်သုံးလာတာတော့2နှစ်လောက်ရှိပြီ2နှစ်ရှိပြီအကောက်တိုက်ပဲရှိသေးတယ်ဘာမှမဖြစ်သေးဘူးဒီတိုင်းဝယ်လာတော့အတိုင်းပဲထုံလေးပါလေးနည်းနည်းတက်နေတာလောက်ပဲကျွန်တော်ကတော့တန်ရှင်းမလို့ဖြစ်တာကြာပြီပေါ့ဒီကောက်ဆိုတော့ဈေးနှုန်း4000ဝန်းကျင်မှာကျွန်တော်ကတော့တန်တယ်ပေးရတဲ့ဈေးနဲ့ရတဲ့ပြန်ရတဲ့ quality နဲ့တန်တယ်လို့ပဲခံစားမိတယ်ဒီကောက်မဝေခင်တုန်းကဆိုလို့ရှိရင်ကျွန်တော် TikTok တွေရိုက်တဲ့ဒီတိုက်တစ်ချောင်းတဲ့ဥစ္စာမျိုးဗျာအဲ့လိုဥစ္စာမျိုးဝယ်ပြီးတော့သုံးခဲ့ဘူးတယ်ရေရှည်အဆင်မပြေဘူးအောက်ကဂွားတွေကရိုင်နေနေတွေကိုကြီးကကြီးဖြစ်သွားတာပေါ့ဗျာအဆင်မပြေဘူးဒီကောက်ကိုကြတော့အဆင်ပြေတယ်ဒီကောက်ကဘလို့လူတွေအတွက်ပို့ပြီးတော့ဝယ်ပြီးတော့သုံးသင့်လဲဆိုတော့ဒီကောက်ကကြတော့ဘလော့တွေရိုက်မယ်ပြီးတော့ခိုင်ခန်းနဲ့ရေချေသုံးချင်တဲ့သူတွေအတွက်ကြတော့ဒီကောက်ကပို့အဆင်ပြေတယ်ဆိုတော့ဒီကောက်ရဲ့ပုံစံလေးကိုတစ်ချက်လောက်ပြပေးပါမယ်ဒီကောင်ကကြတော့သူ့မှာဒီနေရာကနေဒါမျိုးသုံးဆင့်ပါတယ်ဟုတ်ပြီးတော့ညီငွားကြီးဆိုလို့ရှိရင်ဒီကောင်ကိုဒီမှာလည်းတစ်ဆင့်မြင်းဖို့ကကြတော့သူကဒီဘက်မှာ adjust လုပ်ရတဲ့ဒီမူလီပါတယ်အဲ့ကောင်လည်း short မယ် short ပြီးတော့ဒီဘက်ကဥစ္စာကိုဒါမျိုးမှုလိုက်ဆိုလို့ရှိရင်ဒီကောင်ကမြင်လာသေးတာပေါ့နော်ပြီးကြမှာဒီကောင်ကိုပြန်တင်းလိုက်ရင်အဆင်ပြေသွားပြီဒီကောက်ကိုကြတော့လေဒီကောက်ကဖုန်းနဲ့လည်းအဆင်ပြေတယ်ကင်မရာနဲ့လည်းအဆင်ပြေတယ်ကင်မရာနဲ့ဆိုရင်တော့ဒါမျိုးပေါ့ဒီကောက်ကိုဖြုတ်ပြီးတော့ဒီကောက်ဖြုတ်ဒီဖုန်းကိုဖြုတ်ဒီကောက်ကိုကင်မရာရဲ့အောက်ခြေကမူလီပေါက်တွေကိုဆွဲပြီးတော့ဒီဘက်ဒီကောက်တွေကိုအဲ့ဒီတော့ပြတ်ကြရအကြောင်းမရှိတော့ဘူးခိုင်သွားပြီးတော့ဒီမှာရေးချင်းလေးလေးပါတယ်ကျွန်တော်ဖုန်းမတုတ်တာကြတော့နည်းနည်းတော့မွဲနေတယ်အယောင်လေးကအဲ့လိုဖုန်းနဲ့ဆိုရင်လည်းအဆင်ပြေတယ်ဒီလိုဖုန်းကိုဒီလိုထောက်ထောက်လဲရိုက်လို့ရမယ်လှဲပြီးတော့ရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီကောင်ကိုဒီလိုလှဲလိုက်ရုံပဲအဆင်ပြေတယ်ဒီတချို့ဒီဓပုံဝဒနာရှင်တွေဒီဘလော့ရိုက်နေတဲ့လူတွေပေါ့ဒီကောင်လေးတော့အသုံးများတယ်ဒီကောင်ကိုကျွန်တော်သုံးလာတာတော့2နှစ်ကျော်လောက်ရှိပြီဝယ်လာတော့အတိုင်းပဲဘာမှပျက်စီးမှုမရှိဘူးသုံးရတာအဆင်ပြေတယ်တော်ခိုင်တယ်အဆင်ပြေတယ်စိတ်ဝင်စားရင်တော့ဝယ်သုံးကြပါဗျာမြန်မာကျပ်ငွေကတော့ဒီ4000ဝန်းကျင်လောက်ပဲရှိတယ်ဒီမလေးရှားမှာလေဒီမြန်မာနိုင်ငံမှာတော့ကျွန်တော်လည်းမသိဘူးTikTokတို့ကနေအလွယ်တကူဝယ်ပြီးတော့အသုံးပြုလို့ရတယ်နောက်နေ့မှပြန်တွေ့ကြပါမယ်